ဘန်ကောက်လက်ဖောင်မှာ investor တွေစိတ်ဝင်စားနေကြတဲ့ offline project လေးတစ်ခုရှိတယ်ဆိုတာကိုသိပြီးကြပြီလားဟုတ်ပါတယ်ဒါကတော့ Plan Condo East လက်ဖောင်ပဲဖြစ်ပါတယ်ရှင်Plan Condo East လက်ဖောင်อ่ะဆိုရင် Building အဖြစ် Building A နဲ့ Building B ဆိုပြီးတော့ပါဝင်မှာဖြစ်ပြီးအခန်းအဖြစ်455ခန်းပါဝင်ပြီးအလွှာအဖြစ်လည်း8လွှာပဲပါဝင်မှာဖြစ်ပါတယ်ဒီအတွက်ကြောင့်မိသားစုနဲ့တည်တည်တံ့တံ့နေထိုင်နေတဲ့လူတွေအတွက်အရန်ကိုအဆင်ပြေပါတယ်နောက်ပြီးသူ့မှာထူးခြားချက်လေးတစ်ခုရှိရပေါ့နော်သူ့ရဲ့ထူးခြားချက်ကကြတော့ဒီ Building နှစ်ခုကိုတာမန်ကွန်ဒိုတွေလိုမျက်နှာချင်းဆိုင်ဆောက်လုပ်ထားတာမျိုးမဟုတ်ပဲဒီလိုစီပုံတရလေးဆောက်လုပ်ထားတာဖြစ်တဲ့အတွက်ဒီကွန်ဒိုမှာနေထိုင်တဲ့လူတွေအနေနဲ့ privacy ကိုလည်းပြည့်ဝရရှိမှာဖြစ်ပါတယ်ရှင်ဒီ Plan Condo East လက်ဖောင်ဟာ location အရာပြောပြရမယ်ဆိုရင် MRT အဝါလိုင်းရဲ့ Beijing ကရမှာတည်ရှိတယ်။သူနဲ့အနီးတစ်ဝိုက်မှာဆိုရင်ဒီ MRT Blue Line နောက်ပြီးတော့ BTS အစိမ်းရောင်လိုင်းပေါ့နော် BTS Green Line တို့လည်းအနီးဆုံးမှာတည်ရှိပြီးသူ့နားမှာဆိုရင်ညီမတို့ Bixi Super Center လက်ဖောင်ရှိမယ်။ Full Land လက်ဖောင်ရှိမယ်။နောက်ပြီးတော့ The Mall Life Store Bankapi သူ့ရဲ့ဘေးကရမှာ Bankapi ရှိမယ်ပေါ့နော်။မြန်မာတွေအနေများတဲ့ Bankapi မျိုးရှိမယ်။နောက်ပြီးသူ့ရဲ့ဒီမှာဆို University ဆိုလဲ Rankan University နောက်ပြီးတော့ The Mall Rankan တို့နဲ့လည်းအနီးဆုံးမှာတည်ရှိတဲ့ location တစ်ခုဖြစ်ပါတယ်ရှင်အခုဒါသူ့ရဲ့ပါဝင်တဲ့ unit type လေးတွေပေါ့နော်သူ့ရဲ့ unit type လေးတွေကဆိုရင် studio 1 bedroom 1 bed plus အစရှိတဲ့ပြင် unit type တွေနဲ့ပါဝင်ပြီးတော့ promotion ပါဝင်တဲ့ pricing လေးကတော့ 1.9 million ဘတ်ပဲဖြစ်ပါတယ်ရှင်အခုပြောပြမှာတော့ investor တွေဘာကြောင့်စိတ်ဝင်စားနေလဲဆိုတဲ့အချက်လေးပဲဖြစ်ပါတယ်။သူ့မှာက promotion တွေအများကြီးရှိရပေါ့နော်။ဒီ up to 3,900,000 ဘတ်ပေါ့နော်။ promotion လည်းရှိတယ်။နောက်ပြီးတော့သူ့မှာအခန်းတိုင်းမှာ free aircon ပါဝင်မယ်။နောက်ပြီးတော့ဒီ kitchen ခုံတွေ free ပါဝင်မယ်။နောက်ပြီးတော့ညီမတို့ digital dollar တွေပေါ့နော်။ digital dollar ကလည်း free ပါဝင်မှာဖြစ်ပါတယ်။ဒီ Plan Condo East လက်ဖောင်ရဲ့နောက်ထပ်စိတ်ဝင်စားစရာအချက်တစ်ခုကကြတော့ဒီ payment plan ပေါ့နော်သူ့ရဲ့ payment plan ကအရန်ကိုမိုက်တယ်ပေါ့နော်ညီမတို့ဒီ payment ကိုကြတော့သူက off plan project လေးဖြစ်တယ် off plan project လေးဖြစ်တဲ့အတွက်ဒီ2026ဒီဇင်ဘာမှာပြီးစီးမှာပေါ့ဒီ2026ဒီဇင်ဘာမှာပြီးစီးခင်ညီမတို့ကဒီဟာလေးကိုဝယ်ယူမယ်ဆိုရင်30% down payment ပေးသွင်းပြီးတော့ project ပြီးစီးတဲ့အချိန်မှာ20%ထပ်ပြီးပေးသွင်းရမယ်ပြီးတော့နောက်6လောက်ကြာမှကျန်တဲ့50%ကိုပေးသွင်းလို့ရမှာဖြစ်တဲ့အတွက်အချိန်ကာလအပိုင်းခြားတစ်ခုတည်ဆောက်နိုင်ပေးတာဖြစ်တဲ့အတွက်ညီမတို့ကဒီ investor တွေအနေနဲ့အရန်ကိုကောင်းတဲ့ project တစ်ခုဖြစ်တယ်ပေါ့နော်ဒါပြင်ဒီ Plan Condo East လက်ပေါင်းอ่ะဆိုရင် render ကြီးအရန်ကောင်းတဲ့ project ထဲမှာလည်းပါဝင်တယ်ပေါ့နော်ဒါလေးတွေကတော့သူတို့တစ်နှစ်စာအနေနဲ့တွက်ပြထားတဲ့ render ကြီးလေးတွေပါရှင် studio room ကိုကြတော့3,200,000 ဘတ်ပေါ့နော်တစ်နှစ်စာပေါ့ဒီ one bedroom ကိုကြတော့3,200,000 ဘတ်ရရှိမှာဖြစ်ပါတယ်ရှင်ဒါဆိုရင်ညီမကဒီနေ့ show unit လေးတွေကိုခေါ်သွားပေးမယ်နော်ဒါကြောင့်မို့ဘာချက်ကွန်ဒိုမဟုတ်ပင်မဲ့ဈေးလည်းအရန်မသုံးချင်ဘူးဒီနေရာလည်းကောင်းရမယ် rental demand အငှားလည်းတွက်ရမယ်လို့ပြောတဲ့လူကြီးမင်းတွေအတွက်ဒီ Plan Condo East လက်ဖောင်လေးကအရန်ကိုတင်တော်ပါတယ်ရှင်ဒါကြောင့် promotion တွေလည်းရှိနေတော့ညီမတို့ရဲ့ Bory ရဲ့ Estate Bangkok ကိုဆက်သွယ်ပြီးတော့လာရောက်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်